အားလုံးပဲမင်္ဂလာပါဗျာ MD YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ sharing လုပ်ပြီးမှာကဘာလေးလဲဆိုတော့ကျွန်တော်တို့ဒီ TikTok မှာ error တက်နေတဲ့ဟာလေးကိုကျွန်တော်တို့ဘာမှမလုပ်ဘဲပေါ့နော်ကျွန်တော်တို့ဖြည့်ရှင်းတဲ့နည်းလေးကိုကျွန်တော် sharing လုပ်ပြီးမှာပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဒီမဆိုင်မှာလည်းကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နဲ့ပေးနာက notification ခေါင်းလုံးလေးတီးတော်ပြီကိုလည်းဒါမျိုးစီတွေကိုတောင်းဆိုလိုက်ရပါတယ်ဗျာဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစားလိုက်ရအောင်ဗျာဟုတ်ကဲ့ခုနကကျွန်တော်ရှေ့မှာပြောသွားသလိုပေါ့နော်ကျွန်တော်တို့ဒီ TikTok မှာက error လေးတစ်ခုတက်နေတယ်ပေါ့နော် TikTok မှာဘာ error လေးတက်နေလဲဆိုရင်ကျွန်တော်တို့ဒီ TikTok မှာကကိုယ့်ရဲ့အကောင့်ကနော်ဂျပန်အကောင့်လားမြန်မာ region လားကျွန်တော်ထိုင်းလားတရုတ်လားဘာမှမသိတော့ဘူးပေါ့နော်ကျွန်တော်တို့အဲ့ဒါလေးကိုကျွန်တော်ဘယ်လိုမျိုးပြန်စစ်ကမလဲဆိုရင်ကျွန်တော်ဒီ TikTok တွေတစ်ချက်ဝင်လိုက်မယ်ပေါ့ကျွန်တော် profile ဘက်ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဘယ်ကိုသွားရမလဲဆိုရင်ဒီကျွန်တော်တို့ရဲ့ဒီမြင်းသုံးချောင်းလေးတစ်ချက်နှိပ်မယ်ကျွန်တော်မြင်းသုံးချောင်းလေးတစ်ချက်နှိပ်ပြီဆိုရင်ကျွန်တော်မှာ setting ဆိုတာလေးတစ်ချက်နှိပ်မယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီ setting လေးကိုနှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဘယ်ကိုဆက်သွားရမလဲဆိုရင်ကျွန်တော်ဒီမှာ account ဆိုတဲ့အရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်အဲ့ဒါလေးကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဘယ်ကိုဆက်နှိပ်ကြမလဲဆိုရင်ကျွန်တော်ဒီမှာအကောင့်အချက်လက်များဆိုတာလေးကိုကျွန်တော်ချက်နှိပ်မယ်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာပေါ်လာပြီပေါ့နော်ကျွန်တော်တို့ကဒီမြန်မာ region လားကျွန်တော်တို့တရုတ်လားထိုင်းလားဆိုတာလေးကိုကျွန်တော်တို့ပေါ်လာပြီပေါ့ဂျပန်လားပေါ့ကျွန်တော်ဒီမှာက error တက်နေတာဗာလဲဆိုရင်ဒီအောက်မှာကကျွန်တော်တို့ရဲ့ဒီ region ကိုကျွန်တော်တို့ဘာမှမပေါ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီ TikTok မှာက error လေးတစ်ခုတက်နေတယ်ပေါ့နော်အဲ့ဒါလေးကိုသူတို့ဘက်ကနေတော့ပဲပြန်ပြီးတော့ဖြည့်ရှင်းပေးမလားတော့မသိဘူးပေါ့နော်ကျွန်တော်တို့ရဲ့ဒီ TikTok account တွေကိုသူတို့ဘက်ကနေတော့ဂျပန် account ဟုတ်လားမဟုတ်လားလဲသူတို့ပြန်စစ်နေတယ်လားအလိုလားတော့မသိဘူးကျွန်တော်ရဲ့ခါမှာတော့เนาะဒီ error လေးတစ်ခုတော့လာတက်တယ်ဒါမိတ်ဆွေတို့အနေနဲ့ပေါ့နော်ဒီကောင်လေးဖြစ်လာပြီဆိုရင်ဘဒုကိုမှလည်း service မအပ်ဖို့ပေါ့နော် service မအပ်ဖို့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီ service အပ်လို့ရှိရင်ဒီကောင်ကြီးပြတ်သွားမှလည်းကြောက်ကြတယ်ပေါ့နော်ဒီမိတ်ဆွေတို့အနေနဲ့ကဒီ TikTok ဂျပန် TikTok အကောင့်ကိုရဖို့အများကြီးကြိုးစားခဲ့ရတာပေါ့နော်ဒါမိတ်ဆွေတို့အနေနဲ့လည်းဒါဒီဆုံးပေါ့နော်ဒါကျွန်တော်လည်းဒီဂျပန် TikTok အကောင့်လည်းဖွင့်ထားတာသူဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါမိတ်ဆွေတို့ကိုဒီ service မဲ့အဖို့နဲ့ကျွန်တော်တို့ဘာမှလည်းရှောက်ပြီးတော့စိတ်ပူစရာလည်းမလိုဘူးเนาะဘာမှလည်းရှောက်လို့ဆရာမလိုဘူးဆိုတဲ့အကြောင်းတွေကိုဒါ sharing လုပ်ပေးတာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ဗီဒီယိုတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်လို့ဒါမိတ်ဆွေတို့နှုတ်ဆက်ခဲ့ပါတယ်ဗျ